ဘာလို့ခေါင်းလို့လားရှင်မမြင်ဘူးလား ဟဲ့လို့မရဘူးနော်ရှင်ဇက်ပကြတော့ ဟာရဲတိုင်မှာတော့နေဟေး ဒီနန်းမျိုးလိုက်ကျမကြောင့်စုံတန်းလိုက်အောင်ရှင်လည်းလူမျိုးကိုလေထိုးတက်လာတာလူမနေတော့ဘူး လက်လုံမယ်နော်လက်လုံမယ် တော့လေနော်ကျမတော့လုံးဝမလိုက်တော့နဲ့ ဟာဟေးဟာအပေါင်သွားမယ်ပြီကွာ ဟာဟေးဘာဖြစ်လို့လဲ ကြုံဖုံးပါသွားလို့ဗျ ဘောလိုက်ရပါဘော ဟာနေမလိုက်နဲ့ဦး तू ကပြောသွားသေးတယ်ဒီနယ်မြေအကြောင်းသိချင်းစုံစမ်းကြည့်လိုက်တဲ့ အဲ့ဒီကောင်ဖြဲသွားတာ ကောင်းပါလေ ဟမ်မင်းကလေး ဟုတ်တယ် တော့ကပြန်ခင်ဗျာအားကြီးတယ်ဗျာမင်းကလေးခင်ဗျာကြီးဖုန်းလာလို့ဆွတ်ထိုးပလိုက်ပါလား ပြောသွားသေးတယ်ဒီနယ်မြေ तू ဓာတ်နဲ့ထိုးလိုက်ပြီမလဲဘူးတဲ့ဒီလမ်း ဟော မှာ သူကဓာကြီးနဲ့ခင်ဗျားကိုချင်းချောက်သွား ဟုတ်တယ်ချင်းချောက် ပြေးတယ်ပြေးသွားသေးတယ် ပြေးသွားတယ် ဟောသူကသူပြေးပြီးခလုတ်တိုက်လို့အဲ့ဓာကလေသူ့လေပင်ထိုးရင်ထိုးမိလေတော့ပြီခင်ဗျားယောက်ျားကြီးအားပြီးနေခဲ့တယ်ဟုတ်လား ခုနကဗါလေကောင်မလေးပြောတာဗါလေ ဒီနယ်မြေအကြောင်းသိချင်းစုံစမ်းကြည့်လိုက်ဦးတဲ့ ဒီနိုင်မြေเจ้าသိရင်စုံစမ်းကြည့်လိုက် ဟုတ်တယ် ငါတော့လိုက်မလားနဲ့ ဟုတ်တယ်သူတို့လိုက်မလားနဲ့တဲ့ လိုက်မယ်ကွာလိုက်မရ ဟမ်ခင်ဗျားလိုက်ချင်းလိုက်ကြောကတော့မလိုက်ရဘူး မလိုက်နဲ့လာ သူကပြန်ပြီ လိုက်မယ်ဆိုလိုက်လေ လိုက်နေတာလေ ဟုတ်လေလိုက်မယ်လေ လိုက်ပြီးသွားပြီလေ ဟိုပြေးမယ်လေ ဟိုပြေးပြီလေ ဟုတ်လေလိုက်ဖို့အတွက်ပြေးတာလေ ဟုတ်ငါတော့ဘာလို့လိုက်ရမှာ အော်ထုတ်ကောင်းမယ်ကွာမင်းမလိုက်မယ်ဆိုလိုက်မယ်ဆိုတော့ငါလည်းမင်းပြေးလို့ငါပြေးလာတာလေမင်းဘယ်ကိုလိုက်တာလဲငါအဲ့ဒါသိချင်တယ်ခုမင်းကအေးစလာထိုင်နေတယ် ဟိုငါလိုက်တယ်ဆိုတာမင်းညနဲ့လဲနေတယ်နော်မင်းဘယ်သူကလိုက်ပြီးဘာလုပ်တာ ဟာဟိုမလေးဟိုဖုန်းခိုးရတဲ့ကောင်မလေးကမင်းလိုက်တာမဟုတ်ဘူးလား ဩသူ့နောက်လိုက်အောင်သူ့နိုင်ငံကတိမှမသိတာကွာမင်းကလေ ဟိုအဲ့ဒါဆိုမသိဘဲနဲ့မင်းကဘာလို့လိုက်မယ်ဆိုပြီးဘာလို့ပြေးသွားလဲ ဟိုလိုက်မယ်ဆိုပြေးတော့မို့ငါပြေးနေငါစဉ်းစားနေတာငါမှအချက်တခုရတာအဲ့တော့မင်းစဉ်းစားကြည့်နော်ခုနကဖုန်းလူခံတဲ့ကောင်လေးကပြောတယ်နော်ဟိုကောင်မလေးကပြောသွားတယ်တဲ့သူ့ကိုလူသွားတဲ့ကောင်မလေးကဗါတဲ့ဒီနယ်မျိုးကိုလိုက်မလာနဲ့တဲ့ဒီနယ်မျိုးကိုလိုက်လာရင်သူ့ကြောင့်အရင်စုံစမ်းပါတဲ့ငါအဲ့ဒါကိုငါစုံစမ်းနေတာ ဟိုနေမီကိုမလိုက်လာနဲ့ဒီနေမီအကြောင်းစုံစမ်းပြီးတော့ပြီးတော့မှဒီလမ်းကိုလာ ဒီလောက်လာခဲ့ အေးအော်သိပြီမင်းစဉ်းစားနေတဲ့အကြောင်း အေး ဒီမှာထိုင်မယ်ဖြတ်သွားဖြတ်လာရှိလို့ရှိရင်ဒီနေမီအကြောင်းမေးမယ်ပြီးတော့မှအဲ့ကောင်မလေးအိမ်သွားမယ်ဖုန်းပြန်ယူမယ် ဟုတ်ဘေဘီဖုန်းကြောင်မယ် ဟေး ဘူးလို့မဟုတ်ဘူးတော့ဒူရတာလားအားလားအဲ့တော့နှုံရသလားမဟုတ်ဘူးလို့ပြောနေဒီလိုကွာငါစဉ်းစားမိတာမိန်းကလေးတယောက်တော့မှဒီယောက်ျားရင်းမာကြီးတယောက်ကိုဓာတ်နဲ့ထောက်ပြီးလူရဲတယ်ဆိုတော့မင်းနဲ့ကယောက်ျားကြီးလေငါတို့ကပြီးတော့2ယောက်ဟိုကမလေးတယောက်တည်းလူရနော်ငါတို့2ယောက်ကအဲ့လိုမျိုးလူလိုက်ရင်ငါတို့စီးပွားရေးအဆင်ပြေမယ်ရောပတ်စံနေများရမယ်ငါတော့စဉ်းစားနေတာ နေသူကဒီနေမီအကြောင်းကိုအရင်စုံစမ်းပြီးမှလာလို့ပြောတဲ့ကသူတို့မှအဖွဲလို့ခိုင်းလို့ရှိမှာပဲရနော်တော့ကြငါတို့ကလှုပ်လိုက်တဲ့ဟာသူတို့လူဖြစ်နေနင်းထိုင်ငါတို့ကသေနေမယ်ငါကြည့်ရငါအားရငါတုံးရ မင်းကလေဟိုလိုကွာနည်းနည်းလူရေးလူချီတော့ကြည့်ပါကွာဒီလူကဘယ်လိုလူလဲဒီလူကဘယ်လိုလူလဲဟိုလူကတာမန်လူလားရိုးရိုးလူလား အဲ့လူလျှောက်လာလို့ရှိရင်လေဘင်းမှလည်းစာမကတ်ထားဘူးနော်ငါလည်းအဲ့လိုမခံမတတ်ဘူး မင်းကလည်းအဲ့တော့ဒူရသလားအဲ့တော့တွန်းရသလားအဲ့တော့အားသလားနော် ငါမသိဘူးလေကွာ ငါသိတယ်အဲ့တော့ငါဥဆောင်တဲ့နောက်ကိုလိုက်ငါဆရာကြီးဟာဒါမျိုးငါတက်ပါတယ်ငါကျွမ်းတယ်ငါဥဆောင်တဲ့နောက်ကိုလိုက်အဲ့တော့မင်းအေးကြတယ်ကွာမင်းတို့ဘာမှပြည့်စရာဘူးမင်းမဲတော့တော့မစွန်းစရာဘူးငါအာမခံ ငါတို့ဒီနေမီရောက်တော့မကြသေးဘူးမဟုတ်ရော ဟိုမင်းလေခုနကောင်မလေးနေထားကိုကြည့်လိုက်သိတယ်ကွာဒီနေမြေမှာကြီးရသလောက်ဆိုရင်ဟိုဒါနဲ့လူကန်တဲ့ကောင်လေးကြည့်ပါလားမျက်နှာဥတူတူအားတာနဲ့ကွာမင်းပြီးတော့ရောက်တအားကြောက်တတ်တဲ့ပုံတော့ဒီနေမြေမှာအဲ့လိုလူမျိုးတွေအများကြီးပဲအဲ့တော့ငါတို့နေလှုပ်ရှားကြရတယ်ငါဥဆောင်မမယ် ဒီပါမကောနင်း ဖြစ်တယ်ငါဥဆောင်တဲ့နောက်ကိုလောက်အဲ့တော့ မင်းပြောတဲ့အချက်မစိုးဘူးကွာဟိုကောင်းတော့ကောင်းတယ်ဒါပေမဲ့ပြပါမလား ဟာမင်းငါ့ကိုအာကူစမ်းမှာငါ့ကိုအာကူစမ်းအဲ့တော့တို့လိုက်ငါခေါင်းဆောင်ဆိုတော့ငါဆရာကြီးမင်းငါတပည့်လို့ ရှိတယ်မှာ2ယောက်တည်း အေးလေ 2ယောက်တည်းဆရာတပည့်လာခွဲနေသေးတယ် ဟောမင်းဥပဆောင်တယ်လို့ငါဥဆောင်တာလေအဲ့တော့ဟာတပည့်ကြော်ကြီးတို့မနေ့ပြန်ကြတော့ ချက်ချင်းကွာ ငါပြောလိုက်တော့တို့မနေ့ပြန်ကြတော့ဒီဘက်ကိုလိတ်လာတဲ့တံမြာသီးလေးတစ်လုံးလောက်ကိုငါတို့တွေဘလို့စွတ်ကန်ရမလဲဆိုတာတပည့်ကြော်ကြီးတော့မလား ပြောမရတော့လေလှုပ်ဟေးလှုပ်ဟာ ဘာကိစ္စကိစ္စမင်းတော့သိလားတပည့်ရောကန်စမ်း ရတော့ကင်လိုက်စရာ ဟေးအော်ကန်ရနေမှာပေါက်ဖောင်းတိုင်းအောက်ပြီးတော့ သိတယ်ဒီကောင်ကြောက်သွားမှဆိုလို့ ဟေ့ငါတို့ဒီမှာဘာအောင်လဲဆိုတော့မင်းသိလား
သိဘူးဗျ သိဦးတဲ့တပည့်သိအောင်ပြောလိုက်ဟာမင်းတေချာမှတ်သွားလိုက်ဟိုစုံလုံးနဲ့ငါနာမည်ပိန်ကြီးဟိုကောင်းနာမည်မေးရှိ ဟာငါပိန်နဲ့မေးရှိဒီနေ့ပဲတခွင်မှာတော့တီလေးဦးနဲ့တူတယ်ကျွကရခိုင်းရမယ် တပည့်နေရောအဲ့ဒါငါခေါင်းဆောင်ကွာဒီကောင်ငါတပည့်လက်မြန်ဆက်မြန်နော်မင်းလက်ဆက်ရဲနော်မင်းတေသွားလိမ့်မယ်နော်မင်းပုံစံကွာတိတ်နည်းနည်းအထားမချဘူးရောညလုံးနဲ့မြင်ရတာရောနည်းနည်းမျက်စိစပင်ဝဲဆူတယ်ဘေးရော ကျွကရခိုင်း ခိုင်းမင်းတရားမှတ်သွားလိုက်ဟိုတလောဒီလမ်းကိုကောက်မလေးတယောက်လာဟောဆရာတပည့်ကွာတအားသဘောကျလို့ဆိုပြီးအကောင်မလို့မရင်းချင်းပြီးတပ်ပလိုက်ပြီးဟုတ်တော့ဆောင်းပြစ်ချာငါတို့ဆရာတပည့်နေရော ဒီကောင်ကြည့်ပြီးတော့ကြည့်ပြီးတော့ဒီရေတော့ brand ပြစ်ချရတာစာနာဖြောက်ပေးလိုက်တယ်နော် ဟုတ်ပြီးတော့ဘာလို့ပြီးလဲ အာရောပြီးတော့လားအများကြီးပဲဟိုတလောကဒီလမ်းကိုလူတောင်းလာတို့ဆရာတပည့်နေတော့ဓာတ်နဲ့အစံတောင်းတော့မပေးတာထွက်ပြီးလို့အချက်ပေါင်းများတာအဲ့တော့ငါတို့နေရာနဲ့ထိုးတပ်လိုက်တာနော် ကြောက်နေ ဟောတပည့်ကပြောနေ ဒီခါရအရှင်ပြီးတက်ပြစ်လိုက်တာနော် ကြောက်နေပါဟာကြောက်ပါနဲ့ကွာ ဆရာကြီးတို့ကဒီမှာဘလို့ ဟာ အာဖီကဲပြန်ရှင်းရပြန်ပြီ ဟဲ့အောင်ကိုပြောမယ်ဆိုမင်းနားလဲအောင်ပြောမယ်ဆိုကွာဒုစရိုက်ခေါင်းဆောင်ကွာခိုင်းရပါပြီကွာငါခိုင်းချုပ်ခေါင်းဆောင်ငါဆရာတော့ငါတပည့်ကွာတော့လူမိုင်းတွေကွာသိလားမင်းသိလားဟမ် ဒီကောင်ထုံးမှသိမှနဲ့တူတယ် နင်းတပည့်ကြောက်နင်းအဲ့ဒါဖိုင် ဟောဒီတဲ့လား ထောင်းဖိုင်လေဖုန်းဝေးဖုန်းလေယူလိုက်လား အားနာတယ်ဖြစ်ကွာ ဟမ်ဖိုင်ဒါပဲလားအာလိုက်တိတယ်ကွာအဲ့ဒါမျိုးသဘောကျတာလိုက်တိတယ်ပြော နိုင်ချွတ်လား哎呀တပည့်ယူလားအဲ့နိုင်ချွတ်လားအဲ့လက်ချွတ်ပါချွတ်တပည့်တင်းလားတင်းလိုက်မယ်လေဒီမင်းမထားတော့ပိန်ကြီးနဲ့မေးရှိဆရာတပည့် ငါပိန်မေးရှိ ဒီနှစ်ယောက်တည်းနော် အာမင်းရလေဟာမြိုင်းမလို့ ဒီမှာကြားလာပြီနော်ဒီနေ့ပဲတခွေးမှာပြည့်စင်လှုပ်ရှားလာတာ ဟိုဘာဖြစ်တယ်ဟို အာငါပိန်နဲ့မေးရှိ ဟောငါလည်းမေးရှိ ဆရာခိုးဆိုလူနိုင် อ๋อ ကြောက်ကျန်ကွာအဲ့ကြီးပါယူလာတယ်တပည့်ယူလာတယ် ဟာ ကြောက် ဘာတခုရှိနော်ပြီးသွားရင်တသားရာလေးရှောက်ပြီးပြန်ပါဟိုကအော်တော့အော်တယ်ပေါ့အော်လို့ရှိရင်တော့တခါလဲဒီရေကန်ကိုကြည့်တာစာနာဖြောက်ပြီးအဲ့ထဲရောက်သွားတယ် ဟိုတိုင်ဒီတိုင်းဟိုတောဒီတော့နာမသိဘူးကြားရင်ကွာသိလားငါပြောငါမင်းစရင်ကောင်းနေလို့နော် ဟုတ်ကဲ့ ငါဒီဘာဖြစ်နေလဲငါတအားသဘောကောင်းတယ်ငါတိတ်ပြောကွာငါလူမတက်ချင်ဘူးလား ဟုတ်ကဲ့ပါ ငါလူသက်ချင်တဲ့စိတ်ကငါဘယ်လိုပြောမလဲဖြောက်ထားတာကွာဒီနေ့တိတ်စိတ်မပါဘူးဖြစ်နေတယ်ဒါလည်းသဘောပေါက်တယ်ဟေ့ဟိုကျန် ဗျာ သေလိုက်မယ်နော်မင်းသေလိုက်မယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟဲ့ငါပိန်နော်ဟေ့ဒီငါရန်တ ယူထားလိုက်ပါပြန်ပြီးလိုက် နေပါဖြစ်နေလေလို့ ပြန်ပြီးလိုက်တော့ကောင်းတယ် ဟမ်မပေးနဲ့ ထားလိုက် ငါ ပါ ငါဖျဲနေတယ်ကွာ ဟိုယူထားလိုက်ပါယူထားလိုက်ပါဗျာ ဒီတယ်နော်ကျန် ဟုတ်ကဲ့ဗျာ သေလိုက်မယ်မင်းသေလိုက်မယ်ဟမ်ဟဲ့ကြီးမျက်နှာသေချာကြီး ဟုတ်ကဲ့ကြောက်လို့ပါဗျာ ဟမ်ဟာလေဩဟဲ့ငါသဘောပေါက်ပါပြီငါသဘောပေါက်ပါပြီဟဲ့ဟင်းဒီမှာတစ်စီတစ်ခုတော့ကြံသေးတယ်အားရငါ့ကိုချက်ပြနေတယ်ကွာထုံစားရော ဒါလေးတော့မလုပ်ပါနဲ့ဗျာ အကုန်ပါတော့မင်းသေလိုက်မယ်နော်မင်းသေလိုက်မယ်ဟမ် ပြန်တော့မယ် ဘာလို့ပြန်မလဲဟဲ့ပစ္စည်းတစ်ခုကြံအဲ့ပစ္စည်းယူမှပြန်မယ်ရော ပြန် မင်းငါကနာတော့ရောဆရာရောသေလိုက်မယ်ရောထုတ်ပါကုန်တော့ရောယူတယ်ကွာ ယူမလို့လား ယူမပါကုန်ယူမှာကွာထုတ်ရော ဟုတ်ကဲ့ပါ ဟဲလက်ထိတ်လေးချစ်ကြလေးတော့ဟဲ့ခေါင်းမဆွလို့ရနော်ဟဲ့မဟုတ်လေဟဲ့တယောက်ခင်ဗျာဟမ်ခင်ဗျာ ဒါကြီးမြင်มาတော့ကျုပ်ကဘာလို့လဲဆိုတော့ပြောအောင်ပါ တော့မပြောဘူးကွာ ဒီတော့ငါပြနေတယ်လေကွာ ဟုတ်လေမင်းကပြောပါလားမင်းကပြောလေကွာဒီမှာလက်ထိတ်ပါနဲ့ရဲလို့ပြော လိုက်ပြီနော်မင်းဦးဆောင်မယ်ဆို ဟိုဆရာကြီးတို့နဲ့ကနာမည်ကဘလို့ မတို့ဆရာကြီးတို့မခေါ်ပါနဲ့ကျွန်တော်ဘာကောင်မှမဆရာကြီးကဆရာကြီးပါ ငါပိန်နဲ့အဖြစ်တယ်မေးရှိခိုးစိုးလူနိုင်ကြီးကျွန်တော်ကြောက်တယ်အဲ့လိုလူကြီး ကျွန်တော်လည်းပြန်ကြောက်တယ် ကြောက်တယ်ကျွန်တော်ကြောက်တယ် ကျွန်တော်တန်းတော့ဒီညောင်းတဲ့ဟိုကောင်မလေးတယောက်ကိုမရင်းကျင့်ပြီးတော့တတ်ပြီးတော့ဒီချောင်းလေးချိုက်တယ်ဘယ်သူဒီတည်းကဘယ်သူလောက်တာဆရာကြီး ဟိုလေဟိုဆရာကျွန်တော်တို့တကယ်တမ်းလေကျွန်တော်တကယ်လူသောလူမိုင်းတွေမဟုတ်ဘူးကျွန်တော်ကရွှေချိုအကယ်ဒမီဘန်းကင်မှုကျွန်တော်လေ့ကျင့်နေတာအဲ့ဒီပေါ်ပြောနေတယ်ပြောနေတယ် ပြောနေဟိုကဘာလဲလူတတ်တာ3ယောက်ကိုပစ္စည်းမပေးလို့ဇွတ် ဒါတော့မကင်ဘူးပါဘူးခင်ဗျာ ဟမ် စားတော့မကင်ဘူး ညကြောက်စရာကောင်းတာပဲ ပြော
ဟိုဖုန်းလေးတစ်ချက်တော့ပေးပါ ဟိုဖုန်းလေးခဏငါတော့တကောလောက်ဖုန်းလေးတကောဘာမှမလုပ်ပြန်ပေးခဲ့ ဆရာကြီးဖုန်းပေးရမှာပေါ့ ပါလေဆရာကြီးဒီဖုန်းပေးပါပြရမလားဆရာကြီး ခဏလေးပါပြောတယ်ဆရာကြီးလုံးပါ ဟယ်လိုဆရာကြီးဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ပြန်တဲ့လမ်းမှာပဲဗျဆရာကြီး2ယောက်ပါလူကြီးလေးပြပေးလိုက်ပါလေးစားပါတယ်ခင်ဗျလေးစားပါတယ် ကျွန်တော်တို့ကလည်းလေးစားပါလေးစားတယ်လို့ ပြောပြဆရာကြီးတို့2ယောက်ကိုလေလက်ဆောင်လေးပေးမလို့တဲ့ ကျွန်တော်တို့မယူတော့ဘူးခင်ဗျယူတော့ပါခင်ဗျ ကျွန်တော်တို့ပြန်ဝင်ပြုံတော့ပဲဒီပါပို့ပြီးတော့ဆိုးွားစင်တော့ရန်လေးပြေးလေပြေးချင်ပြေးပေါ့ရတယ်လေအကယ်ဒမီ ဟိုကဒီလိုလုပ်ပါလားကျွန်တော်တို့မပြေးဘူးလေဆိုင်ရွက်ပြီးရင်ပြေးလိုက်ပါ ပြေးတော့ပေါ့ဗျာဘာဖြစ်လို့ဆိုတော့ပြေးလို့ချင်းကျွန်တော်ဓာတ်နဲ့ထိုးမှာ ဘာမှမပါဘူး ကျွန်တော်အခုနအဲ့တော့ဒီလက်ထိတ်ကပေါက်ဘယ်နှပေါက်ပါလဲ 36ပေါ့ ဟဲ့ဘယ်နှပေါက်လဲ နှစ်ပေါက် နှစ်ပေါက်ဆိုတော့ဒီလက်ကလေးကဒီဘက်ပေါက်နဲ့ဟိုဘက်ကလေးကဟိုဘက်လက် ကျွန်တော်နည်းနည်းဝါတော်မှာမဟုတ်ဘူး ရတော့ဗောအချင်းကျင်လေးအဲ့ဒါလက်ကလေးနှစ်ဘက်ကိုထုတ်လိုက်အဲ့ဒါလေးကိုဒီလိုမျိုးလေးချိန်ပြီးတော့တယောက်တစ်ပေါက်စီထည့်ပြီးတော့ခေါ်တဲ့နောက်ကိုအသာလေးလိုက်ခဲ့ပါအားလုံးကျေးဇူးများကြီးတင်ပါတယ်အခုလိုဝန်ခံပေးတဲ့အတွက် ငပိန်မင်းဥဆောင်ရင်ကုံစင်ပြေမယ်ဆို ချက်ပြပါလား ချက်ပြနဲ့လှုပ်လိုက်ဆိုဟမ်လှုပ်လိုက်တဲ့တစ်ချက်သေးနဲ့ကိုထောင်းနှန်းဆန်ရတော့မယ်လားတုတ်ချလိုက်တယ်မင်းငပိန်ဟာ你别笑ငပိန်အေးမရှိလုံးရမှားတာနဲ့နီးလဲမှားတာနဲ့မင်းဘာကြိုးရလို့ရ အဲ့ဥဆောင်မှုဉာဏ်ဖြစ်မှုကြောင့်ဟောနေတော့ဒုက္ခရောက်အဲ့တွေ့လာငါမင်းကိုတောင်းပန်ပါတယ်ကွာတကယ်တောင်းပန်ပါ မင်းတီးဖို့ပဲလိုအပ်တာဒီကမင်းတီးဖို့ပဲလိုအပ်ငါဆိုရင်မင်းပြောပါတယ်တားပါတယ်မင်းမဲဥဆောင်ပဲမင်းမဲလုပ်ပဲငါတားခဲ့တယ်နော်ခုတော့ဒီဘာမဟုတ်တာလေးနဲ့ငါတို့ချိန်ပြီးပြဆက်လိုက်ငင်းအောင်တော့ကောင်းကောင်းမကြည့်နိုင် ဟေးကွာငါအဲ့တွေ့လေမင်းကိုဘလို့မျက်နှာပြလို့ပြရမှမသိဘူးကွာအမှားတော့ငါဥဆောင်မှုတော်တော်ညံ့သွားတာပေါ့ငါလိုအပ်ချက်တွေအများကြီးပဲအခုဆိုရင်အုံးနှစ်ယောက်ကလည်းចောင်းတော်ကြီးကထွက်လာပြီငါတို့ဒီရရှိအောင်ဘာလို့ရရင်ကောင်းမလဲ မင်းကမှလာမင်းငါထဲမှာလည်းအကုန်စဉ်းစားပြီးသားအကုန်လုံးလည်းတွေးပြီးသွားပြီဘာဖြစ်မင်းလည်းပါကွာဘဝတစ္ဆာတော့ ကောင်းတော့ဗောဘောသစ္စာမှာအဲ့တော့ဘောသစ္စာကိုတွေ့ငါတို့ဘယ်ဟာနေဘလို့စပြီးလို့ကောင်းမလဲလို့အဲ့ကြောင့်မျိုးငါတိုက်မှာ ငါမှနည်းလည်းရှိပြီလားပါ ဟာ ဒီကောင်ကဥဆောင်မယ် ဒီမှာကိုရီးယားထွက်လာတော့ကွာဒီမှာကျန်လက်ထိတ်နဲ့တော့မပြောက်သေးဘူးမလုပ်ပါနဲ့တော့နော်မလုပ်ပါနဲ့တော့ မလုပ်ပါနဲ့တော့အေးမင်းလည်းတော့ကျွန်တော်ငါမလုပ်ခဲ့လို့လားပြောဟမ်ငါဥဆောင်မယ်နဲ့လေဟမ် လုပ်တော့လုပ်တယ်လေကွာအခုကငါဥဆောင်မှုညံပြင်းမှုကြောင့်မလို့ ငါအထဲထဲမှာတော်တော်တနုံနုံဖြစ်နေတာနော်ဟမ်မင်းဥဆောင်မယ်မင်းနောက်လိုက်ဆိုလို့လိုက်ခဲ့တာအခုဒုက္ခရောက်တယ် နော်အဲ့တော့မျိုးငါအခု မင်းနီးလည်းမမှန်လို့အဲ့လား တောင်းမှန်နေလေကွာမင်းတရားလေးပြောင်းလို့ လုတ်တယ်ဆိုတာလေလူလမ်းမလေ public မှာလုတ်လို့မရဘူးနော်လူတွေကအကုန်လုံးကကြည်နေတာဘယ်သူကဘာလဲငါဒီလောက်တဲ့အကွက်တွေပြတယ်မင်းမကြည့်ငါလုံးမဲ့နီးလန်းကလူလည်းမနှူနိုင်လည်းမနိုင်ဘူးပြဿနာလည်းမရှာဘယ်သူမှလည်းမမြင်တဲ့အရာ ဒီတေချာပါ ဟောတပည့်ကြီးကဒီမှာတပည့်ငပိတ် ရောက်ငါတပည့်ပြန်ပြေးသွားပြန် ဟဲ့မင်းအလှဲ့တော့ကငါဘယ်သူခေါ်ခိုင်းရလဲ တပည့်ကြီးလို့ခေါ်တယ် ဟဲ့အလှဲ့ဆိုတာ ဟိုပါ ဟဲ့သိတယ်နော် တို့ရစတဲ့ပေါ့ အေးအဲ့တော့တပည့်ကြီး ဟေး ဆရာပြောနာတော့ ဝိကိုချက်ချင်းပြန်လိုက်တာ ဒီမှာဟုတ်နီးလန်းမှန်ကိုယူရတယ်အိမ်ထဲဝင်ဘာပြဿနာဟုတ်လား အိမ်ထဲဝင်ပါဖြစ် ဟေး အပြစ်မှဆိုဖြစ်တယ် အေး မင်းပြောတာလဲဟုတ်တယ်ကွာ အေး အပြစ်မှမို့ငါလုံလုံးကလူစီတဲ့နေရာဖြစ်နေတော့ဒုက္ခရောက်သွားတာ အေး အခုမင်းပြောတာလည်းမစိုးဘူး ဒီမှာတပည့်ကြီးအဲ့တော့ဆရာပြောမယ်ဆရာနောက်ကိုဒါလိုက်အဲ့ဒီခုရရှိရတာဝန်ယူရနော်ဟိုမဲ့တဲ့ပေါက်မစိုးသေးရ ဟေ့အောင်
အဲ့စကားတွေကိုငါရင်းနှီးနှီးကြားဘူးနေတယ် ကြားဖို့ပါမင်းကိုယ်တိုင်ငါပြောခဲ့တာလေ ဟုတ်ပါတယ်ကွာ မဲ့တစ်ပေါက်လည်းမစုံအထဲထဲမှာနေလဲနေအောင်လည်းမမြင်ရဘူးနော် ငါဝဝဲလေ စိတ်ချ ငါဝဝဲ ဒီတစ်ခါလေငါဥဆောင်တဲ့နောက်ကိုလေတတရလေးလိုက်ဘောကြော့လိုက်ဟိုလူမြင်ကွင်းလေးမှာကွာနည်းနည်းပါးပါအရေးချွေလေးပဲကြည့် အော်ငါမင်းရိတ်ချင်နေကြည့်ရပြီနော် ငါနောက်ကကပ်ပြီးလိုက်เสียမလို့အရေးချွေလေးပဲကြည့်ငါဥဆောင်မယ်ငါဥဆောင်တဲ့နောက်ကိုလိုက်ကျန်တာဘာမှမပြောနဲ့တပည့်ကြီးဆရာသွားမယ်ဆရာနောက်ကိုလိုက်ခဲ့ ဘာမှမပါဘူးညာကျွန်တော်ဘာမှမပါဘူးကျွန်တော်ဘာမှမပါဘူးညာ ဘာလာလောက်တာ ဟိုဘယ်ကမှလည်းမြကျွန်တော်လာခိုးတာပါ လာခိုးတာ ဟုတ်ကဲ့ အဲ့ဒါလိုက်မယ်လေ ဟုတ်တော့မိုးလေးဘယ်လိုက်မှာလဲ ဟိုလာခိုးတာဆိုအဲ့တော့ကျမလည်းအစင်းစင်းပဲလိုက်မယ် ခဏလေးနေပုံတင်း ဟိုခုနကတော့ဘာလာလောက်တယ်ပြောတာ လာခိုးတာ အေးလေလာခိုးတယ်ဆိုမှလိုက်မယ်လားတော့မယ် မဟုတ်ခဏလေး ဘာလဲ မဟုတ်ကျွမြင်မှုသလား ပြင်မှုရလေ ဖေးတော့ငါတရားမြင်မှုမြင်ရှောင်းသွားမိလို့မမဟုတ်ဘူးကျုပ်ကဒီလိုဟိုမနိုင်ဘူးခဏပါဗျာဟိုလာခိုးတာဒီအလေးတွေ့ပြီးကျွန်တော်လာခိုးတာ ဒုက္ခပဲလာခိုးတယ်ဆိုမှတော့လိုက်မှာပေါ့လို့ ကြိုက်တာရှင်းတာခိုးတယ်ဒီဟုတ်တယ်ဟိုဘယ်လိုလိုက်မှလဲဟိုဒီရမှဘယ်လိုလိုက်မှလဲ သူကလာခိုးတာဆို အေးခိုးတာမှန်တယ်လေခိုးတာမှန်တယ်အဲ့လိုက်တာမသိတာဟိုဒီလိုတော့ပါလားမခိုးတော့ကျွန်တော်မခိုးတော့ တကယ်မခိုးနော် ခိုးတော့ အဲ့ဆိုကျမခိုးမယ် အော်ဘာများလဲလို့အစိုးရလည်းပြောလဲရတယ်တဲ့အိမ်ထဲမှာတခိုးနှစ်ယောက်စုံနေဆိုဒါမိတ်ဖက်ဟုတ်တယ်နော်အဲ့တော့ကဲခိုးရခိုးဘာခိုးမယ်ခိုးကြက်ခိုး သူ့ခိုးမှာ ဟမ်မဟုတ်လေ ကျုံ မဟုတ်လေဟေးပုံသေးလွဲနေပြီဟိုခိုးမှာမလား ဟုတ်တယ်လေ ခိုးတဲ့သူပဲဟုတ် ဟုတ်တယ် ဘာကိုခိုးမှာလဲ ရှင်ကို မဟုတ်ခိုးတာဘူးခဏလေးအဲ့ခိုးတဲ့နေရာမှာလဲနေတယ်ခဏလေးဟိုခဏမခိုးနိုင်ဘူးကျုပ်ရင်ပြန်ခိုးမှာ ဟုတ် ကျုပ်ကခိုးမယ်လာခိုးတယ် ဟုတ်တယ် အဲ့ဆိုရင် ကျမလေ ချစ်ဟေးတော့ကြောင်ဟဲ့ဒီလည်းမသိဒီအေးရလားဘယ်လည်းမသိဘူးနော်ဟဲ့အိမ်ရှင်မရှိလားမျိုးဟိုအဲ့တော့ကျုပ်မခိုးအဲ့ကျုပ်ခိုးတော့ ကျမခိုးမယ် ခိုး ရှင်ကို ရှစ်ဟာဒီကောင်မဲဟာမဒီကောင်မဲဟိုလည်းနေပြီနေတူတယ်နော်တခုခုအဲ့ရှင်မရှိဘူးလားမသိဘူးဟိုကျုပ်ကလေတခိုးပါဗျာကျုပ်တော့မှမှာကျုပ်တခိုးပါဟိုပစ္စည်းတွေဟိုလာခိုးတာအကုန်လုံးတော့ပါရှိလဲဆိုတာ ဟိုကျမတယောက်လုံးခိုးမှာတော့ပစ္စည်းကလိုလို့လား ဩလူပိုင်မတော့ပစ္စည်းရပြီလေ အေးလေရိုက်လိုက်ပါဦး မဟုတ်လေဘာရိုက်နေတာလဲငါလေမဟုတ်ဘူးလေကျုပ်ကဟိုဘယ်လိုပြောမှမသိဘူးကွာဟိုလူခိုးတာပစ္စည်းဒီလိုပစ္စည်းကိုကျွန်တော်ယူတယ် ယူလေ ပစ္စည်းယူတယ်အဲ့လိုခိုးတာ ကျမလည်းလိုက် တိုင်းမှာဘူးလေပစ္စည်းခိုးတာဘယ်လိုတရားယူ ရှင်မခိုးလားခိုးမှာလားကျမ မခိုး ဘာ မခိုး မခိုးအောင်ပါနော် ဟာမဟုတ်လေ အော်လိုက်ပါနော်လိုက်ပါလိုက်ပါ ဟာမချောင်းဘူးဗျာ လိုက်ပါ အိုးဟေးพี่ဟေးဟေးရကြက်လာတာအတမပေးပါမပေးနဲ့ဖေးရလူချိုးဘာလဲတောက်ဘာလဲကြော ဘာကောင်းလဲ တာလီ တာလီလား ဖေးရမမေဘူးလား ဘယ်သူခေါ်နေဖေး ဘီယိုဒေါ်လာ ပြသွားမေးဟာဒါဖေးအဖေး အေးလေ ဟဲ့ဒီမျက်နှာနဲ့ဒီပုံစံနဲ့နော်တခြားမှလည်းမသိဘူး ဖေးနဲ့တောင်းနဲ့မေးကြီးတူတာနဲ့မေးကြီးခြေတာပဲကွာတာတာမေးလေ တာဟောတိမ်လို့ချက်မပြေကြဘူးလားမသိကြပါဘူးဟိုဟာလေဟ
ဒီငါတွေ့ပြောပြမယ် ဟုတ်လေငါတပ်ပါချင်းတားလို့တော့ ပုံစံနဲ့ဒီအားလေအသားရေ ပေး အော်ပြောနေတာကွာဒုက္ခဒီမှာတာ ပေးကြီး တာလေကဲဟိုဦးလေးပြပြမယ် ဟုတ်လေကိုဖေးလေတားဖေးလေဖေးနာမည်လက်မောင်း ဟမ် လက်မောင်း လက်မောင် ဟုတ်တယ် လက်မောင်နဲ့နော်နမလေးလာတာခါမှမချဘူးလက်မောင်အဖေးလက်မောင်တားကိုပြောပြမယ် ရပါပြီ အေးဟုတ်ပါပြီအဖေးလက်မောင်ကအိမ်ကိုလာတယ်ကွယ်အိမ်ကိုလာပြီးတော့လာခိုးတာအဲ့ဒါကိုသူကလိုက်မယ်တဲ့ မဟုတ်လေတူမဟုတ်လေဖေးရမင်းမလေ အေး ဖေးမင်းမလေ ငါမိမ ဟုတ်တယ်လေ ဘယ်တော့ရောက်ပြီ မရင်ညွန့်လေ မရှိဘယ်က မရင်ညွန့် မရင်ညို့ ညွန့် မရင်ညို့နမလေးလာနော်မရင်ငါဘာဘူး လက်မောင်း လာမောင်ရင်ညို့ကိုမိသားစုနဲ့ကိုမကြမ်းမရလာမောင်ရင်ညို့တားနာမည်မတ်တာခွေးတူ လာမောင်ရင်ညို့ကို တို့ ဟိုကဒိုင်းရင်ကြောင်းကြီးပြင်ပြောမယ်ဒီလိုကိုတို့ဟုတ်ပါဘူးလေ တားလေ ကိုတို့ ညွန့်ရင်ညွန့် ရင်ညို့ဟုတ်ပြီ လက်မောင်း လမလိုက်မယ်လိုက်ခဲ့ခဏလေးနော်ဂွေးတို့ကိုလက်မအဖေလက်မကဒါဂွေးတို့ပြောပြမယ်ဒီလိုအိမ်ဝင်လာတဲ့အချိန်မှာသာခိုးတာအဲ့ဒါကိုမင်းမေရင်ညွတ်လိုက်မယ်တဲ့ လက်မလူ မဟုတ်ဒီသူရှင်အစမပြေဘူးဒီမှာဟိုမရင်ညွတ် ရှင် ကိုလက်မောင်ပြောပြမယ် ပြောပါရှင် ကိုလက်မောင်ကလေဒီအိမ်မှာပစ္စည်းလာခိုးတာပစ္စည်းဒီပစ္စည်းမျိုးဒီလိုပစ္စည်းမျိုးကိုဒါခိုးတာ အဲ့တော့လိုက်မယ်လေလို့ လိုက်မယ် လိုက် သူလည်းရှင်းလို့မရကိုလည်းရှင်းလို့မရဒုက္ခ လိုက်ရမှာပေါ့ကွာအဲ့မပြောတော့စကားလန်ကြားလို့လားတဲ့ ရှင်းတာ မင်းညော တင်း မင်းပြန်ရောက်လာပြီကိုအဲ့လိုဖြစ်ရမှာပေါ့လင်းမရရင်ဆိုတာလင်းနဲ့မရအပြာကားတဲ့ ဟေးရှာနဲ့သွား အေးရှာနဲ့သွားတဲ့ရံပြစ်တော့ခဏပဲကုမရရဲ့သားရဲ့တွေ့ရတော့ဝင်းတာပဲကွာ ဟိုခုနကတင်း တင်းညိုလေ ဘယ်ပေါ့ မင်းလေကွာ တင်းညွတ် အေး ဟဲ့တင်းညွတ်နဲ့ ဟုတ်လေလက်မောင်းလေတားပဲလက်မောင်း လာမောင်ရင်ညွတ်ရင်ညွတ်တင်းညွတ်လာမောင်ရင်ညွတ်တင်းညွတ်ရမထားတယ်ဂွေးတို့ခမရဘယ်သူလဲ ဟာလာလူကြီးလေ လမ်းလူကြီး အေး ကျေးဇူးတင် မင်းတို့မိသားစုပြောကျွင်းနေပြီရော မရှင်းပြမယ် အေးပါပြောပါဦး ကျုပ်ကိုညိုးညာ အေးကွာငါတော့လေဒရိယာအောင်မနေတာပြော ကျုပ်ကတိုင်းဝင်ခံတယ် အေး ကျုပ်ကလည်းမရှိတဲ့ကောင် အေးပါ တခိုး အေးပေါ့ တခိုးဆိုလေဟိုရှာဒီရှာပစ္စည်းတွေခိုးတယ်တခိုး အေးပေါ့ အဲ့ဒါဒီအိမ်ကိုကျွန်တော်လာတယ် အေးပေါ့ လာတဲ့ချိန်မှာ तू ကလိုက်မယ်တဲ့ အေးလိုက်မယ်လေနော် အဲ့လိုဖြစ်နေတယ်အဲ့ဒီမှာလာတယ်နောက်တစ်ယောက်ကလည်းဟိုသူကတာတဲ့ကျွန်တော်အဖေတဲ့ဘာခေါ်လဲအဲ့ပြဿနာရှင်းနေတာကျွန်တော်ရှင်းမလို့ မင်းဒါလေးများညာမိသားလင်မယားကြီးကဘာမင်္ဂလာဆောင်စရာလူလဲကွာမင်းလေ ဟုတ်တယ် ညာမိသားလင်မယားကြီးဘာမင်္ဂလာဆောင်စရာလူလဲခလေးတယောက်တော့ရနေတယ် ငါပဲချက်မပြေတယ်လားဒီအုပ်စုပဲချက်မပြေတာ ဒီတောင်းမင်းထွက်သွားနေ ထွက်သွားနော်ဟုတ်တယ် အဖေကပါလာဒီလို တက်ကောင် ဟော အမေကြည်သားမင်းတော်တော်ဆိုးတဲ့ကောင် ကူညီတော့ငေါဒီမှာ ဟဲ့တီရွှေတက်ကောင်ဒါတူကောင်ငါကျွန်တော်ပြောတယောက်တည်းလူတဲ့ကိုရကြီးမယားနဲ့ပါနဲ့ကျွန်တော်တော်မပြောတဲ့ကောင်ကွာလူကြီးကောင်ဒါမင်းဆိုးတဲ့ကောင်ကွာ ဟိုလေခဏလေးပြဿနာပြီးမှရှင်းမယ်သိလားဟိုတာနာမည်ဘာသူ မင်းနာမည်တီရွှေလေ တင်ရွှေတင်း တင်းညို လက်မောင်းလေး တာမောင်တင်ရွှေတင်းညွတ်ဟုတ်ပြီဂွေးတူရင်ညွတ်ရဟဲ့မင်းကအဓိကအကြောင်းရင်းပြန်ပြောမယ်ဟဲ့လေငါဥဆောင်မယ်ငါပြောလိုက်တယ်လေ ဟုတ်တယ်လေ ငါခုဒီမှာပြဿနာ မင်းဥဆောင်မဲဆိုမျက်မြင်ဝင်သွားတာငါ့အပြန်နေစောင့်နေဆိုငါစောင့်နေရလေဒီရောက်တော့ငါတခြားမှတ်နေတာမင်းမိသားစုနဲ့လာတွေ့တာပဲဒီလားဟုတ်တယ်ပေါ်ဘူးလေဟုတ်တယ်ဦးလေးတင်ဆိုပြောတာမှန်တယ် ပုတ်လက်တာဟုတ်လို့ ဟုတ်တယ်ပဲနော် ကျေစိုးဘယ်ရနမလေးမလဲမသိဟိုကဲဒါဆိုမိမအဲ့ ရှင်း လိုလုပ်ပါ ရှင်းပြမယ်ဟိုဒါနာမည်ဘာသူ လက်မောင်းလေး လာမောင် မင်းနာမည်တီရွှေ လာမောင်တင်ရွှေတင်းညွတ်ရှင်းပြမယ်လာမောင်တင်ရွှေတင်းညွတ်ရှင်းပြမယ်ဟိုတခိုး
တခုပြန်ပြောမယ် ကွာရှင်းတယ် ဟိုလာမောင်တင်ရွှေတိတ်ညွတ်အဲ့သုံးခုတော့တကောင်နဲ့ဟိုတခုလာခိုးတာမြင်မြင်လေးလေဟိုတက်ဆိုင်ရလေးပဲဖြစ်ဖြစ်နည်းနည်းអော်ပေးပါဟိုထုံနေမြင်မြင်ပို့ပေးပါကျုပ်ထုံနေဝင်လို့ကျုပ်ရင်ကျုပ်ပြီးပဲ ကျုပ်ဟဲ့ကောင်မင်းဒီမှာဘာမှရှင်းပြတာလေးမရှင်းပြတဲ့လုံးနဲ့ခုတော့ငါပြီးသွားပြီမင်းကဥဆောင်ရင်လို့မင်းကတယောက်တည်းဝင်သွားတာမင်းကလက်ဆက်တော့မိသားစုနဲ့ဒီတလမ်းမှာမင်းဥဆောင်တာနော် အဲ့ဒါ မင်းဥဆောင်တာလေဟုတ်တယ်လေမင်းဥဆောင်တာလေ ဟုတ်ကျုပ်ဟုတ်ငါဥဆောင်တာမှန်တယ်ထုံနေမြင်မြင်ပို့ပေးပါဒီထောင်ကကျွန်တော်အဆင်မပြေဘူးဒီထောင်ကကျွန်တော်ထွက်ရလမ်းမရှိတော့ဘူး အေးအဲ့လည်းကမင်းကရှိတယ်တဲလုံးဒီဝိသားစုနဲ့ဥမကတိုင်းမပြတ်နေတော့မှဆိုတာခုပါသိရတာအဲ့လိုကမှရောက်တာပဲ အဲ့ဒါပဲယောက်ျားပြီးသားတယ်လေဒီကရှစ်ဆောင်မင်းထပ်ပြီးတော့ဥဆောင်ပေးအောင်နော် ဥဆောင်မယ်လာမောင်တင်ရွှေတိတ်ညွတ်ဥဆောင်ပေးမယ်ဥဆောင်ကောင်းတော့ပစ္စည်းမရတဲ့အပြင်မရအောင်တောင်းလုံကျွေးရမယ်ငါဘဝ